ဒီမိတ်ဆွေများအားလုံးမင်္ဂလာပါဆရာပြောပြီးဒီ channel မှာကြိုဆိုပါရစေကျွန်တော်မနေ့ပြန်တောက်ကြနေ့အပိတ်နေ့ပေါ့နော်ပြည်တော်ဝန်ချင်းတွေကိုကျွန်တော်ခါတိုင်းလိုပဲတွေ့ကြပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ဒီ channel ကို subscribe လုပ်ပြီးအားပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုဖိုင်လေးပြီးဆုံးကြည့်ပါကျွန်တော်ကြည့်ပါနဲ့ like share လေးလည်းလုပ်ပေးပါခင်ဗျာမနေ့ပြန်တောက်ကြနေ့ဆိုတော့ကျွန်တော်ချစ်ရပါနော်ရှိရ5လ2026အပိတ်နေ့ဒီနေ့ကျွန်တော်တူတူလေးပဲတူလေးပဲကျွန်တော်တွေ့ပြပေးတော့ဖြစ်ပါတယ်ဒီဝါရှင်းကြီးကတော့ကျွန်တော်မရှိမှတာမနေ့ကကျွန်တော်မတင်လိုက်ရဘူးကျွန်တော်ပြောရလေးတစ်ခုရှိတဲ့အတွက်ကိစ္စတစ်ခုရှိနေတယ်နော်အဲ့တော့ဒီဝါရှင်းကြီးကတော့ကျွန်တော်ဒါဆက်ပြီးတော့တွေ့ရင်တော့မှန်တာပဲမနေ့ကကျွန်တော်တို့ဘယ်ကဏ္ဍတွေအကောင်းဆုံးနေနေရမလဲဆိုတာကိုတွေ့ကြည့်ကြမယ်ကျွန်တော်နော်ပထမဆုံးပြီးရင်တွေ့မယ်ကျွန်တော်တို့ဒီမနေ့ထုတ်ကဏ္ဍကိုတည်တယ်ကျွန်တော်တို့တစ်တော့မနေ့နောက်ပိတ်ပြီးတင်းညထိပ်စီးဒီလေးတစ်လေးနော်ပေါင်းတာဒီ1နဲ့3နဲ့1နဲ့4နဲ့ပေါင်းစုပြီး1 3နဲ့ပေါင်း4နဲ့4ပေါင်းတော့8နဲ့1နဲ့ပေါင်းတော့9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့9ရဲ့ပါဝါဒီ4နဲ့ကတ်ဒီ9 4လေးနဲ့တနည်းကောင်းကြီးကျွန်တော်မရှိလားနော်အဲ့တော့ထုတ်ကဏ္ဍနဲ့ပြန်တိုက်ပေးမယ်မနေ့9လေးညနေ9 3ညကြီးတွေကပါမပါပြန်တိုက်တာနော်ကျွန်တော်တို့ဒါမနေ့9လေးဆိုတော့4တလုံးညီတယ်ညနေ9 3ညဆိုတော့9တလုံးနှလုံးပါနော်အဲ့တော့ဆက်ပြီးတော့တွေ့မယ်မနေ့တော့ကနေ့နေ့ဒီမနေ့နောက်မိတ်ကြီးလေးညထိပ်ကြီးဒီ9နေ့တီ4ကိုပေါင်းမယ်2နဲ့1နဲ့ပေါင်း3 3နဲ့4နဲ့ပေါင်းချင်းဒီ9နဲ့9နဲ့ပေါင်းချင်းဒီ16ဖြစ်တဲ့အတွက်ကြောင့်6ရဲ့ပါဝါဒီ1နဲ့ကတ်ဒီ8 6တိ8တနည်းကုန်ပြီးဆုံးလို့ရှင်များနော်ဒီ6တိ8တနည်းကုန်ပြီးပြီးထွက်တာကမနေ့9ရှညနေ3ည5ဆိုတော့8တလုံးအနည်းစင်းနေနော်ဆက်ပြီးတော့တွေ့မယ်မနေ့ထွက်ကနန်းဒီ5လေးမနေ့နောက်ပိတ်ဒီရှညထိပ်စီးဒီ3ည5လေး8 3ညပေါင်းမယ်5နဲ့4ပေါင်းချင်း9နဲ့8နဲ့ပေါင်းချင်းဒီဆက်ခုံဖြစ်တဲ့အတွက်ကြောင့်ခုံရဲ့ပါဝါဒီနှစ်လက်ကဒီလေးခုံနှစ်လေးတနေကုန်ပြီးပြောလို့ရှိပါနော်အဲ့ဒီခုံနှစ်လေးကြီးဒီကျွန်တော်ထွက်ကနန်းကပါလဲမနေ့9လေးတလုံးကြီးအဲ့ဒီ1 3ဆိုတော့မပါဘူးပေါ့နော်တလုံးကြီးပြီးတဲ့အဲ့တော့ဆက်ပြီးတော့တွေ့မယ်မနေ့ထွက်ကနန်းဒီ9ချီဒီမှာမနေ့နောက်ပိတ်ဒီညထိပ်စီ1 4 1 9ချီ4 1ပေါင်းမယ်9နဲ့8နဲ့ပေါင်းစုပြီးဆက်ခုံ4နဲ့ပေါင်းစုပြီး20နဲ့1 1နဲ့ပေါင်းစုပြီး20နဲ့ဖြစ်တဲ့ကြောင့်နှစ်ရဲ့ပါဝါဒီခုံနှစ်ခတ်ဒီ3ညနော်နှစ်ခုံ3ညအဲ့တော့ဒီနေ့ထွက်တာဒီကျွန်တော်ကြာသာပတေးနေ့မှာမတက်နှစ်တည်းတက်နှစ်တလုံးညနေ3လေးဆိုတော့မပါဘူးပေါ့နော်နှစ်တလုံးအဲ့ဆိုဒီပုံစံအတိုင်းဆက်ပြီးစဉ်းစားရင်ကျွန်တော်တို့ဒီမလက်ပြန်အတွက်ဒီတောက်ကြတဲ့အတွက်ရဒီကြီးချောင်းနေဆိုရင်မနေ့တော့ကနေ့ဒီမှာမနေ့နောက်ပိတ်ဒီညထိပ်စီတော့5 4 1 3ပေါင်းမယ်5နဲ့4နဲ့ပေါင်းတော့9 1နဲ့ပေါင်း10 3နဲ့ပေါင်း73ဖြစ်တဲ့အတွက်တော့3ရဲ့ပါဝါဒီ8နဲ့ကတ်ဒီ1 3 8 1တနည်းကုန်ပြီးပြောလို့ရှိများနော်အဲ့တော့3 8 1ဒီကျွန်တော်ဒီမပြတ်ဘူးဆိုရင်ဒါမနေ့ပြန်ကျွန်တော်တောက်ကြတဲ့အပိတ်လေးမှာ3 8 1ပြီးနဲ့ကျွန်တော်အငြိကစားရမယ်ဆိုရင်သဘောပေါ့နော်အဲ့ကျွန်တော်မိတ်ကြီးများဟိုတနေ့ကကျွန်တော်တလုံးနဲ့ဗန်ချပေးတော့ရက်မှပြီးပြင်ပြီးတာနော်
အဲ့ဒီမှာလည်းကျွန်တော်မိတ်ဆွေပြန်ဝင်တယ်ခင်ဗျခုံတစ်လုံးရပြီကျွန်တော်တို့ကခုံကပြောင်းနေတာခုံတစ်လုံးရပြီပြန်ဝင်နေတယ်အဲ့တော့ကျွန်တော်တို့ပြပေးမယ်တပင်းတော့ဖောက်ထားတယ်ဒါကျွန်တော်ပြန်ဝင်တဲ့တရား2ရက်ချီပြီပြန်ပြပေးမယ်ကျွန်တော်မိတ်ဆွေရအောင်နော်အဲ့တော့အတုံးဝင်ပြီးတော့သုံးကြပါခင်ဗျနော်အဲ့တော့ဒီပါပါအဲ့တော့မနေ့နောက်ပေညနောက်ပေညနောက်ပေနှလုံးတော့ဒီကပိုင်းကျွန်တော်မိတ်ဆွေနော်တစ်ချိန်တော့ဖောက်ထားပြီကျွန်တော်ပြောပြီးမှပြတာနော်တေး303ပေါင်းရှင်းပြီး4ဖြစ်တဲ့ကြောင့်4ပိုင်းကျွန်တော်မိတ်ဆွေဒီမှာနော်54934ပိုင်းဆက်ပြီးပြောမယ်433ဒီနေ့ကဖောက်တာနော်4နဲ့3နဲ့ပေါင်းရှင်းပြီးခုံဖြစ်တဲ့ကြောင့်ခုံတစ်လုံးပိုင်းရှိပြီအဲ့ဒါကျွန်တော်တွက်ဆိုင်မှာပြခဲ့ကျွန်တော်မိတ်ဆွေဒါပေမဲ့ဒီခုံပိုင်းဒီကျွန်တော်တို့အဲ့ဒီနဲ့မစင်းဘူးဒါမပါဘူးနော်ဆက်တက်မယ်835 8နဲ့3နဲ့ပေါင်းချင်း9နဲ့ပေါင်းတော့73ဖြစ်တဲ့ကြောင့်3ပါဒီမှာမနေ့94ညနေ133တစ်လုံးပိုင်းနေနဲ့စင်းနေဆက်ပြီးပြမယ်453 4နဲ့5ပေါင်း9 9နဲ့3နဲ့ပေါင်းပြီး12ဖြစ်တဲ့ကြောင့်တစ်လုံးပိုင်းနဲ့ဒီနေ့2ပါတယ်အဲ့ဆိုရင်မနေ့ကတက်ဒီပုံစံစင်းနေဆိုရင်ကျွန်တော်တို့ဒီ134 1နဲ့3နဲ့ပေါင်း4 4နဲ့4နဲ့ပေါင်း8ဒီပိုင်းဖြစ်မလားကျွန်တော်မသိဘူးနော်ဘိုင်းနေနဲ့ဆိုရင်8တလုံးဒီပုံစံပြန်ဝင်နေဆိုရင်မနေ့ပြန်စင်းမလားနော်ဒါကျွန်တော်ပြပေးတာအဲ့တော့ break တော့မပြပေးတော့ကျွန်တော်မရှိလားနော်ကျွန်တော်တူတူပဲတင်ပါဖြစ်တယ်နော်အဲ့တော့ one chain အမှန်တွက်နေလေကျွန်တော်မရှိအောင်ဒါခိုင်းတွက်နေရပါအဲ့တော့နေ့ဒီနေ့ကနားကိုဒီညနေက3လေး81နဲ့ပေါင်းမယ်3နဲ့1ပေါင်းရှင်းပြီး4 8နဲ့1နဲ့ပေါင်းရှင်းပြီး9နေ့ရဲ့လက်ခတ်ပြီး4ရဲ့လက်ခတ်ပြီး2ပါဒီနေရာမှာကျွန်တော်မိတ်ဆွေများအလည်းထွင်းပြီးတော့ယူမယ်9 4ဆိုတဲ့ကပ်ပေါက်တစ်ခွက်ရတယ်လို့4 2ဆိုတဲ့ကပ်ပေါက်1ရှင်းတစ်ခွက်ရမယ်နော်9 4နဲ့4 2နဲ့ကျွန်တော်မိတ်ဆွေများနော်အဲ့တော့ကျွန်တော်ဒီဆက်ပြီးတော့တွက်မယ်ကပ်ပေါက်အနေနဲ့ဆိုရင်ကျွန်တော်တို့9 4 4နော်အားလုံးကိုချုပ်ပြီးတော့သွားမယ်ဒီဒီကျွန်တော်တနေကုန်ဒီခုနက3 8တနေကုန်ဒီ3 8 1 chain ဒီနော်နေရာလေးလေးနော်9 4 4 မရှိဘူး9 4နဲ့4 2ပါနော် break နေနဲ့ဆိုရင်ကျွန်တော်ဒီမနေ့ပြန်ရှင်းတော့sorry ရှင်းတော့ break ကျွန်တော်လည်းရှင်းရနော် break နေနဲ့ဆိုရင်ရှင်းတော့5 break လုံးပါလုံးမှန်ကကျွန်တော်တို့ဒီ6ခွန်နော်ပျောက်ကြီးကိုပေးတာမဟုတ်ဘူးကျွန်တော်တွက်ပြလို့ရပါတယ်လုံးမှန်6ခွန်နော်အဲ့တော့လုံးမှန်နေနဲ့ဆိုရင်6ခွန်ခွေကနေဒီတဏီကုံကြီးဖြစ်တဲ့ကျွန်တော်တို့3 8ကိုမဖြစ်မနေထည့်ပြီးခွေရမယ်3 8ခွန်6ကိုလုံးလို့ရှင်းလားနော်3 8ခွန်6ကိုဒါတဏီကုံကြီးကိုထည့်ပြီးတော့ခွေရတာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီနေ့ကတော့ကျွန်တော်ကတော့ main ထုတ်ဝက်အနေနဲ့မဆွဲထုတ်ပြီးတော့ပါဘူးကိုယ့်အကူဒီကနန်းနေရနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ကနန်းကိုဒါကပ်ပြီးတော့ကစားနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒီတော့ကြည့်ကြရအောင်ပါတယ်တူဒီမိတ်ဆွေများတွေကိုပေါ်တော့ရအောင်လို့မနေ့ကကျွန်တော်ချင်း9လ2026တောက်ကြနေအပိတ်တွေမှာတင်လို့ရနိုင်ပါတယ်ဒီတော့မေးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ